ဟုတ်ကဲ့ကျွန်တော်ဒီတစ်ခါတော့ကျွန်တော်တို့ရုပ်ပုံပေါင်းတစ်ခုအပြင် Diamond 17 တန်းလောက်အထိကျွန်တော်တို့ဂုံးဆင်းလို့ရတယ်ကျွန်တော် Mobile Legends တရားဝင်လုပ်ပေးတဲ့ All Star Event အကြောင်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ event ကကျွန်တော် Mobile Legends တရားဝင်လုပ်ပေးတဲ့ event ဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးစိတ်ချလက်ချလုပ်လို့ရတယ်တခြားဘယ်မှမလုပ်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အရင်တော့ account တွေပဲ hack ခံပါတယ်ကျွန်တော်ပူကြမလို့ဘူးပေါ့နော်စိတ်ချလက်ချလုပ်လို့ရပါတယ်ကဲကျွန်တော်ဒီ event ကတော့ကျွန်တော်တို့ in game event တော့မဟုတ်ဘူးbrowser event တော့ web event ဖြစ်ပါတယ်ကဲဒီ event ရဲ့ link ကိုထုံးစံတိုင်းမှာကျွန်တော် video description မှာရော comment ပေးလိမ့်မှာကျွန်တော်ချပေးထားမယ်အဲ့ link ကဝင်လို့ရတယ်ပေါ့နော်ဒီဟာကတော့ကျွန်တော် TikTok သုံးတဲ့လူတွေ YouTube သုံးတဲ့လူတွေ Facebook သုံးတဲ့လူတွေအတွက်အဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုဒီဟာကျွန်တော် content ကိုဖန်တီးပြီးတော့ပြန်ရမယ်ပြန်ပွဲဖြစ်ပါတယ်ပြန်လို့ကိုကကျွန်တော်ဒီမှာကအရင်တော့လို့ကျွန်တော်1 to 10မွေးနာတွေပါတယ်ဖြစ်လဲပူစရာမလိုသူက view လိုက်လဲကျွန်တော်တို့က diamond တွေပေးသေးတာဖြစ်တဲ့အတွက် brother တို့လည်း view နည်းများကျွန်တော် diamond ကရဖို့သိကြတယ်ပေါ့နော်ဒါပေမဲ့ကိုလုပ်တဲ့ content က view ကောင်းတယ်ဆိုရင်တော့ကောင်းတယ်လို့ diamond ပို့ရမယ် view နည်းရင်တော့ diamond နည်းပြီးရမယ်ပေါ့နော်ဒါလေးတော့ခွာသွားတယ်အဲ့တော့ကျွန်တော်အရှုံးတော့မရှိဘူး brother တို့လည်းလုပ်ကြည့်ဖို့ကျွန်တော်ကြံပေးချင်ပါလားဗျကဲကျွန်တော်ပေးရ link ကဝင်ရမှာဆိုရင်ကျွန်တော်တို့ဒီ event ပုံစံအခုလိုမျိုးတွေ့ရမှာဖြစ်ပါတယ် All Star event ပေါ့နော်ဒါကျွန်တော် in game event တော့မဟုတ်ဘူးဒီမှာကကျွန်တော်တို့review တွေတစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဘောင်တစ်ခုပါမယ်အဲ့ဒီဘောင်ကဘယ်ချိန်မှရမှာလဲဆိုရင်အခုတန်းတော့မရဘူးကျွန်တော်တို့ဒီ event မှာဝင်ပြိုင်တဲ့လူမှန်သမျှဒီဘောင်ကိုရမှာဖြစ်ပါတယ်ဘယ်ချိန်မှရမှာလဲဆိုရင် event ပြီးချင်းမှာကျွန်တော်ရဲ့ in game မေးပေါက်ကိုလှမ်းပြီးတော့ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ brother တို့နဲ့ဘယ်လိုပဲပြောဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ဖန်တီးပြီးတော့ဒီ event မှာဝင်ပြိုင်ပြီဆိုတာနဲ့ဒီဘောင်တရားပေါက်ရမှာဖြစ်ပါတယ်ဆွမ်းနာပြောလို့ပဲအခုတော့အများကြီးပေါ့နော် event ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပြိုင်ပွဲဝင်နေအကုန်လုံးဒီဘောင်ပေးတော့မှာဖြစ်ပါတယ်ကဲတော့ review တွေကြည့်မယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့top 1က$1000ရမယ်top 2က$800ရမယ်ကျွန်တော် top 3က$600ရမယ်ပေါ့နော်ကျွန်တော် top 4ဆိုရင်$400ရမယ် top 5ဆိုရင်$300ရမယ် top 6ကနေ top 10ထိကို$200ရမယ်ကျွန်တော်တို့တော်11တော်20တီကို$150ရပါဒါကြောင့်ဒေါ်လာရမယ်လူတွေပေါ့နော်မင်းတို့အဆင့်21ကနေအဆင့်30အတွင်းကို$100စီရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့အဆင့်30ကနေအဆင့်35အထိဝင်တဲ့လူတွေကတော့ Diamond 2500တိရမှာဖြစ်ပါတယ်โอเคနေတော့မနေဘူးဗျာနော် Diamond 2500ဆိုနေတဲ့ပမာဏတော့မဟုတ်ဘူးကဲအဲ့ဒီအဆင့်ကျွန်တော်တို့ကအဆင့်ကျွန်တော်တို့50အထိတစ်ကနေအဆင့်50တိမွန်းလို့ဗျာတို့နဲ့ Diamond များတယ်ဆိုတာမဟုတ်သေးဘူးเนาะကျွန်တော် Diamond ကရပါသေးတယ်ဒီမှာကျွန်တော်တို့ Diamond 17တန်းတိပေးရတာရှိတယ်ဗျာဒီမှာကျွန်တော်တို့ဘယ်သူတွေအတွက်ပေးမှလဲဆိုရင်ကျွန်တော် YouTube platform နဲ့တင်တဲ့လူတွေ Facebook နဲ့တင်တဲ့လူတွေ Instagram နဲ့တင်တဲ့လူတွေအတွက်ကျွန်တော်ဒီမှာ Diamond တွေထပ်ပြီးပေးတာဖြစ်ပါတယ်။ကျွန်တော်ဒီဟာကဘာအတွက်ဘယ်လိုပေးရလဲဆိုရင်ကျွန်တော်တို့ view လိုက်ပေးတာဖြစ်ပါတယ်။ဘာသာလို့လုပ်တဲ့ content ကပေါ်မှာကြည့်တဲ့ view တွေအတွက်ကိုသူကကြည့်ပြီးတော့ပေးတာဖြစ်ပါတယ်။ဒါကျွန်တော်ဒီမှာကျွန်တော် YouTube မှာဆိုရင်ဒီမှာကျွန်တော် view 1000 view တစ်သိန်းပေါ့နော်အပေါ်ဆုံးကတော့ view တစ်သိန်းဆိုရင်အောက်မှာရှိတဲ့ Diamond တွေကနေပြီးတော့အဲ viewတသိန်းရတဲ့လူတိုင်းကိုသူကအဲ့ဒီကနေရောခွဲရမ်းကြခွဲပြီးတော့မှဖြစ်ပါတယ်ဒါကတော့ view တသိန်းရတဲ့လူတွေပေါ့နော်အောက်မှာကျွန်တော်တို့view 9000ရတဲ့လူတွေကိုလည်းခွဲပြီးတော့မှရှိတယ် view 2000ရတဲ့လူတွေခွဲပြီးမှရှိတယ် view 1000 view 9000ထိကိုကျွန်တော်တို့က Diamond 4သိန်းထိကိုခွဲပြီးမှဖြစ်ပါတယ်ဒါကျွန်တော်တို့ဆိုကြပါစို့ brother တို့အနေနဲ့ကိုတင်လိုက်တဲ့ content view ကကျွန်တော်တို့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် Instagram ပဲဖြစ်ဖြစ်အဲ့ဒီလုံးလိုက်တဲ့ content က view 9000ထိရပြီဆိုရင်အောက်မှာပြတဲ့Diamond 4သိန်းနဲ့နေပြီးတော့ brother တို့ကျွန်တော်အချိုးကျခွဲပြီးပေးမှာဖြစ်ပါတယ်အဲ့တော့တစ်ကမ္ဘာလုံးနဲ့ရှင်းပြီးတော့ပြန်ရတဲ့ global event ဖြစ်တဲ့အတွက် brother အနေနဲ့ global ပြီးတော့ view 9000လောက်ကတော့ brother အနေနဲ့ရနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့အခုမှစလုပ်မဲ့လူတွေအတွက်လည်းအဆင်ပြေလို့ပြောလို့ရတယ်เนาะအရင်တော့ဆိုရင်ကျွန်တော်တို့1 to 10ဝင်မှเนาะအဆင့်50တိဝင်မှ Diamond ရတာရှိတယ်အဲ့တော့ဒီလို view လိုက် Diamond လေးပေးတာ brother တို့ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကျွန်တော် YouTube အတွက်ပေးတဲ့ Diamond ဘာနာဖြစ်ပါတယ်ဒီဘက်မှာ Facebook အတွက်ပေးတဲ့ကျွန်တော် Diamond ဘာနာနဲ့ YouTube မှာပေးတဲ့ Diamond ဘာနာနဲ့မတူဘူး YouTube ကတော့အမြင့်ဆုံးပေါ့နော် YouTube ကဘာလဲဆို YouTube ကဒါဟိုကျွန်တော်တို့ YouTube content creator တွေတော့ကတော့အရင်တော့ကလည်းဒီလိုပဲ YouTube မှာပေးတဲ့ပတ်စံနဲ့ Facebook မှာပေးတဲ့ပတ်စံနဲ့မတူဘူးဒါကကျွန်တော်တို့creator အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ် YouTube ကကျတော့ view ရဖို့မလွယ်ဘူးပေါ့နော် Facebook ကလွယ်တယ်အဲ့တော့ကျွန်တော်တို့ YouTube ကရတဲ့ YouTube မှာတင်တဲ့ view တွေကိုကျွန်တော် Diamond ပို့ပေးထားတယ်ပေါ့နော်ဒီမှာ Diamond ဆိုပို့ရတယ် Facebook ဆိုရင်လည်းမစိုးပါဘူးเนาะ Facebook ကကျွန်တော် YouTube လောက်တော့ view ရှာမခက်ဘူးသူကနည်းနည်း view လွယ်တယ်ပေါ့နော်နောက်တစ်ခါကျ Instagram ကတော့လူသုံးနေတဲ့ကျွန်တော်မြန်မာနိုင်ငံအတွက်ဆိုရင်တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဘာသာလို့နေလုံးမဆို YouTube ဒါမှမဟုတ် Facebook နဲ့လုံးဒါကျွန်တော် view အတွက်ပြောတာเนาะ1 to 10ဝင်နေတဲ့လူတွေအတွက်ကတော့ရတယ်ဘာလို့လဲဆိုရင်သူကဒီမှာက
ဒီမှာဒေါ်လာတွေပေးထားတာကတော့အကုန်လုံးလွှဲပေးထား YouTube ပါတယ် Facebook ပါတယ် Instagram ပါတယ် VK ပါတယ် TikTok ပါတယ်ဗောနော် TikTok နဲ့အားလုံးနဲ့အဆင်ပြေဆုံးလို့ကျွန်တော်ထင်တယ်ဗောနော်ပြန် TikTok ကကျွန်တော် view ရဖို့လွယ်တယ်view လည်း share လုပ်ရှာမလို့ဗောနော် TikTok သမားတွေကအနည်းဆုံး1မိနစ် view လုပ်ဖို့လိုတယ် YouTube ကတော့3မိနစ်အထက်ဗောနော်3မိနစ်အထက်လုပ်ဖို့လိုတယ် Facebook ကလည်းအဲ့လိုပဲ YouTube နဲ့ Facebook ကတိတ်မကွာဘူး Instagram လည်းအဲ့လိုပဲအနည်းဆုံး view ကကျွန်တော်တို့စက္ကန့်30 1မိနစ်အတွင်းရှိဖို့လိုတော့တားတူလို့မရဘူးနော် Okay ဘာသာတွေနဲ့ကျွန်တော်ဒေါ်လာလိုချင်နေဆိုရင်တော့ဒီအပေါ်ကနော်ကျွန်တော်တို့ YouTube နဲ့ပြန်လို့ရတယ် TikTok နဲ့ပြန်လို့ရတယ် Instagram နဲ့ပြန်လို့ရတယ်ဗောနော်ဒါပေမဲ့ view အတွက်ဆိုရင်တော့အောက်မှာပြထားတဲ့3ခုရမယ် YouTube နဲ့ Facebook နဲ့ Instagram 3ခုပဲရမယ်အဲ့တော့ကျွန်တော် brother တွေနဲ့1လူတန်းဝင်ဦးဒေါ်လာနဲ့မလို့ချင်း diamond ပဲလိုချင်နေဆိုရင်တော့ဒီအောက်က3ခုနဲ့ဝင်ပြန်လို့ရတယ်ကိုအားသာရကျွန်တော် platform နဲ့ဝင်ပြန်လို့ရတယ်ဗောနော်ကျွန်တော်ကတော့ Facebook sorry ကျွန်တော် YouTube မှာကျွန်တော်တင်တာဖြစ်တဲ့အတွက်ကျွန်တော် YouTube နဲ့ဝင်ပြန်မှာဖြစ်ပါတယ် Facebook ကလည်း view ရဖို့လို့တော့ Facebook နဲ့လည်းဝင်ပြန်လို့ရတယ်ဗောနော်ကဲဟုတ်ဒါကျွန်တော် event မှာပါတဲ့ကျွန်တော်တို့ခါတွေဖြစ်ပါတယ် review တွေပါဒီ skin လေးလည်းရနိုင်တယ်ဗောနော်ဒီ skin လေးလည်းရနိုင်တယ်ဘာပြောကျွန်တော်ဒီ event မှာဝင်ပြန်ပြီဆိုတာဒါတော့လည်း view ရမရဒီ event မှာပါပြီဆိုလိုက်တာနဲ့ကျွန်တော်တို့ကဒီဖောင်ကိုတိုင်းပြီးရမှာဖြစ်ပါတယ်ကဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာကျွန်တော်တို့အရင်ဆုံး login ရင်ဝင်ရမယ် login မှာဆိုဒီမှာလူရုပ်ပုံလေးရှိတယ်နောက်ကျွန်တော်ဒီမှာဘာသာလည်းပြောင်းလို့ရတယ်ဒီမှာကျွန်တော်ကိုကြတဲ့ဘာသာပေါင်းလို့ကျွန်တော်မြန်မာဘာသာပြောင်းထားတာဖြစ်ပါတယ်ပေါင်းတော့ကျွန်တော်ဖတ်ပြီးတော့လွယ်တယ်ပြီးတော့ဒီမှာ login ဝင်မှာပေါ့နော်လူပုံလေးကိုနှိပ်မယ်ပင်ကျော်ဒီမှာကိုကဲလေးကိုနှိပ်မယ်ပြီးကျွန်တော်အမှန်ကိုကြိုက်တဲ့ကိုရဲ့ in-game နဲ့ချိန်ထားတဲ့ Gmail ကိုနှိပ်တယ်ပေါ့နော်ကျွန်တော် in-game နဲ့ချိန်ထားတဲ့ Gmail ကိုနှိပ်တယ်နှိပ်ပြီးဝင်မှာဖြစ်ပါတယ်ကိုအားတန်ဝင်လို့ရတယ်နော်ဗလားတို့ကွေး login နဲ့လည်းဝင်လို့ရတယ်အဆင်ပြေလို့ဝင်လို့ရတယ် Okay အဲ့တော့ကျွန်တော်ဒီပေါ်မှာကျွန်တော်တို့ရဲ့ in-game လေးပေါ်သွားပြီဒါကျွန်တော်ရဲ့ in-game နေကျွန်တော်တို့ YouTube အစံတို့ပေါ်တယ်ဒါဆိုကျွန်တော်တို့ login ဝင်လာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဒါဆိုကျွန်တော် event ကိုစလုပ်လို့ရပြီလုံးမကျွန်တော်အောက်မှာလေးမဲ့တင်သွင်းမှာဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်မယ်ပေါ့နော်အရင်ဆုံးဒီဟာကိုမလုပ်ခင် brother တို့အနေနဲ့ကိုပြိုင်မဲ့ platform တွေ video လေးတင်ထားဖို့လိုတယ် brother တို့လည်း YouTube နဲ့ပြန်မှာဆို YouTube မှာကျွန်တော်တို့ video တစ်ပုတ်တင်မယ်အနည်းဆုံး3မိနစ်အထက်ရှိဖို့လိုတယ်ကျွန်တော် TikTok မှာတင်မယ်ဆိုရင်10မိနစ်အထက် sorry 10မိနစ်အထက်ကျွန်တော်တို့ရှိဖို့လိုတယ်ပေါ့နော်တိုင်းတူလို့တော့အဆင်မပြေဘူးအဲ့ဒီမှာကျွန်တော်ကလိုအပ်ချက်ကလေးတော့ရှိတယ်ဘာလိုအပ်ချက်ကလေးဆိုရင်ကိုလုတ်တဲ့ video ရဲ့အောက်မှာကျွန်တော် hashtag ကလေးထည့်ပေးရမယ်decoration မှာပေါ့နော် decoration မှာ hashtag ကလေးထည့်ပေးဖို့လိုတယ်ကျွန်တော်ထည့်ပေးမှာ hashtag ကလေးကျွန်တော်လက်ချက်ပြပေးမယ်နော်ဘယ်မှာကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာ event လမ်းညွှန်တော့တစ်ချက်ဝင်ကြည့်လိုက်မယ်နော် event လမ်းညွှန်တော့ဝင်ကြည့်လိုက်မယ်ကျွန်တော်လည်းခုမှဝင်ကြည့်ရဆိုတော့နည်းနည်းရွာလဲတော့ညနော်တစ်ချက်ပြပေးမယ်ဒီမှာကျွန်တော်ဒီမှာ hashtag အနေနဲ့ထည့်ပြမှာနှစ်ခုပါတယ်ဗောနော်ကျွန်တော်တို့MMBB creator ဒါမှမဟုတ်ရင်ကျွန်တော်တို့ MMB all star ဆိုပြီးတော့ကျွန်တော် hashtag လေးတစ်ခုပဲထည့်ပြလို့ရတယ်ဒါဆိုရင်ဘယ်ဟာပဲထည့်ထည့်ကြတယ် MMB creator ထည့်လို့ရတယ် MMB all star ထည့်လို့ရတယ်เนาะတစ်ခု3ပေးချင်တာက brother တွေနဲ့ဒီ event စလာပြီးနောက်ရမှလောက်တဲ့ view တွေပဲအကျုံးဝင်တာဖြစ်ပါတယ်ဒီ event မလာခင်လောက်ထားတဲ့ view တွေမှာဒီ hashtag သွားထည့်ပြီးတော့ဒီ event မှာဝင်ပြိုင်လို့ကျွန်တော်အကျုံးမဝင်ဘူးဗောနော်အဲ့တော့ brother နဲ့ဒီ event ကိုတွေ့ချင်တဲ့နောက်ရက်ကစပြီးတော့ view တွေလုပ်လို့ရတယ်အဲ့ view မှာဒီ hashtag တွေထည့်မယ်ပြီးရင်အဲ့ဒီ view ရဲ့ link လေးကိုယူမယ်ယူပြီးတော့ဒီမှာယခုတင်သွင်းမှလေးကိုနှိပ်လိုက်ပါဗောနော်အဲ့မှာ brother တို့ကကိုကျွန်တော်တို့ content လောက်ထားတဲ့ platform ကိုရွေးပေးဖို့လိုတယ်ဗော YouTube ဆို YouTube ရွေးပေးရမယ် Facebook ဆို Facebook ရွေးပေးရမယ်ကျွန်တော်ကတော့ YouTube ဆို YouTube ရွေးပေးလိုက်မယ်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ link ကိုထည့်မယ်ပေါ့ဒါအရင် event တွေလိုပဲသိပြီးတော့ကွဲပြားသွားတာမရှိဘူးဒီမှာကျွန်တော်တို့ copy ကူးလာတဲ့ link ကိုဒီမှာကျွန်တော်တို့ paste လုပ်လိုက်မယ်ပေါ့နော်ဒီမှာထည့်လိုက်မယ်ကျွန်တော်ကပြန်ပြတာပေါ့နော် copy ကူးထားတာမရှိတော့မပြတော့ဘူးပြီးအောက်မှာဘာသာစကားရွေးမယ်ပေါ့နော် brother တို့ရဲ့ video က content ကဘာနဲ့လောက်ထားတာတော့မြန်မာဘာသာရွေးကျွန်တော်အင်္ဂလိပ်လိုပြောတဲ့ဆိုရင်အင်္ဂလိပ်လိုရွေးပေါ့နော်ကျွန်တော်ကမြန်မာလိုရွေးမယ်ဒီမှာ link လေးထည့်ပြီးလို့လဲနော် video link က brother တို့နဲ့ယူရမယ်ထင်တယ်ကျွန်တော်မပြပေးတော့ဘူးနော်ပြီးတော့ဒီ email လမ်းညွှန်ဆက်ပေးရဟာလေးအမှန်ကြီးချစ်ပေးလိုက်ပြီးတော့တင်သွင်းပြီးကိုနှိပ်လိုက်ပေါ့အဲ့ဒါဆိုကျွန်တော်တို့ရဲ့ video တွေကကျွန်တော်တို့ဒီ email မှာဝင်ပြိုင်ရသွားပြီပဲဖြစ်ပါတယ်ကဲ video အနေနဲ့ကကျွန်တော်တို့10ခုဒီဝင်ပြိုင်လို့ရတယ်ဒါကျွန်တော်ဒီလို event တွေမှာတော့အနည်းဆုံးsorry အများဆုံးကျွန်တော်တို့ video 10ခုဒီပြိုင်လို့ရတာဖြစ်ပါတယ်ကဲဘယ်မှာကျွန်တော်တို့ကကြည့်လို့ရမလဲကျွန်တော်တို့ရဲ့ video content တွေကိုကျွန်တော်တို့ကဒီမှာဝင်ပြီးတော့ပြင်လို့လည်းရတယ်လို့ကျွန်တော်တို့ကကိုယ့်ရဲ့ level ဆင့်ဘယ်လောက်ရဆိုကြည့်လို့ရတာဗောနော်ဒီမှာအပေါ်မှာတစ်ချက်ကြည့်တယ်ဒီမှာဥဆောင်သူပြစရာဆိုရှိတယ်လောလောဆယ်ကတော့ event ကအခုမှစတာဖြစ်တဲ့အတွက်ဝင်ပြိုင်တယ်လို့မရှိသေးဘူးအဲ့မှာကျွန်တော်တို့ကဒီမှာကိုဝင်ပြိုင်ခဲ့တဲ့ platform လိုက်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဥဆောင်မှုပြစရာကြည့်လို့ရတယ်ကိုယ့်ရဲ့ video ကိုကြည့်ချူသူစုစုပေါင်းဘယ်လောက်ရှိဆိုတော့ဝင်ကြည့်ပြီးတော့ကြည့်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီ event လေးကမဆိုးဘူးဒါတော့လည်းရှုံးမရှိဘူးနော် view လိုက်ပါကျွန်တော် diamond ပေးရဖြစ်တဲ့ diamond အနေနဲ့အများရမှာဖြစ်ပါတယ်brother တို့နဲ့ဝင်ပြီးပြန်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်မသိရတဲ့ရှင်နဲ့ comment မှာဝင်မေးခဲ့လို့ရပါတယ်သိရလို့ဝင်ဖြည့်သွားလို့ရပါတယ် okay ခက် view လေးကဒီလောက်ပါ